မင်္ဂလာပါရှင်ချီသားစစ်စစ်ချစ်မိုက်ကုတ်လေးတွေမျှော်နေကြရဲ့ချစ်မတို့အတွက်ဒီကနေ့ချစ်မိုက်နှစ်ထပ်ကုတ်လေးတွေထပ်မံရောက်ရှိထားပါရှင်ချစ်မိုက်ကုတ်လေးတွေကရခင်ရောက်နေကြလေအောင်ဒီဇိုင်းလေးနဲ့မဟုတ်ဘဲနဲ့ဒီတစ်ခေါက်မှာတော့ချစ်မတို့အရန်မျှော်နေကြရဲ့စတစ်လက်ဆက်ကဒီဇိုင်းလေးနဲ့ရောက်ထားဖြစ်ပါရှင်အစင်ဒီဇိုင်းလေးတွေကတစ်ခါမှမရောက်ဘူးတည်းရဲ့အစင်ဒီဇိုင်း၄မျိုးနဲ့ရောက်ထားဖြစ်ပါရှင်ချစ်မိုက်စတစ်ကုတ်လေးကိုဒီတစ်ခေါက်မှာတော့အတွင်းကော်ပိတ်လေးခန်းချုပ်ပေးထားပြီးတော့ချိုးချုပ်သားကိုလည်းတည်သက်ရစာနဲ့ချုပ်ပေးထားပါရှင်စိုက်လေးတွေကတော့38ကနေပြီးတော့46 size ထိလာပါရှင်ဒီနှုန်းလေးကတော့49,000ကျပ်ဖြစ်ပါရှင်ကဲဒီရောချစ်မိုက်စတစ်လေးရဲ့အစင်ဒီဇိုင်းလေးနဲ့ကာလာလာလေးကိုနည်းနည်းနဲ့တူတူကြည့်လိုက်ကြပါစို့ရှင်